အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးချင်တာလေးကတော့ထုံးစံတိုင်းညဆိုရင်မဲ့ပဲပြောက်သူလို့နှစ်ချက်ပဲပြောက်သူလို့ဖုတ်ဖုံဘူးသူလို့တွေဖြစ်ပြီးဘိုက်တွေကထဆာလာပါလေရောငိုးမှာပဲဘောလုံးပွဲကလည်းရှိတအိမ်လုံးပတ်ရှာတာနောက်ဆုံးခေါက်စစ်တစ်ထုပ်တွေးချလာပါလေရောအလွယ်နီးပဲရင်သွေးတယ်ပကံတဲ့ထဲစိန်အဖုံးအုပ်အဖုံးဖွင့်ရေးစစ်ငိုးမှာအလွယ်နီးသာပြောတာရှုပ်ခံနေတာပဲအဲ့ဒါနဲ့လက်ကြံပန်းကုန်လေးကိုလှီးကြက်ဥချောင်းလေးကိုလှီးဥနှလုံးတွေ့တာနဲ့sorry ဘလို့ကံပြနေမိမှမသိတော့ပါဘူးကြော်မယ်ဆိုပြီးအိုးထဲကိုစီးထည့်လိုက်တာရေးရှိတဲ့အိုးထဲကိုစီးထည့်မိလို့စောက်ပြဿနာတက်ပါလေရောစီပေါက်ချက်ကဗမာကားတွေလိုပဲကြည့်မကောင်းဘူးငိုးမှဘာမှလည်းမဆိုင်ဘူးအဲ့ဒါနဲ့ဘာလာခုံထဲဆိုပြီးပန်းကော်ပြီးပြစ်တဲ့ရေမစေးရသေးဘူးပန်းကော်ပြီးကမတတ်မိမဲ့စားမဲငါအတတ်ပါတယ်ဆိုပြီးကျုပ်ဦးချောင်းပြစ်တဲ့ကျုပ်တွေငွေကြောကျက်သွန်တွေလည်းကြော်ပြစ်ပြီးမှခေါက်ဆွဲတွေပြစ်တဲ့အထုပ်တွေဖောက်တဲ့ငိုးမှရှုပ်နေတာပဲနောက်ဆုံးကုံပြစ်ထည့်ပြီးမွေးချင်းတို့မွေးထည့်လိုက်တာခေါက်ဆွဲကြော်ကြီးရချလာပါလေရောခေါက်ဆွဲကြော်သာရလာတာမိဖို့ကြောင့်လဲဇွန်တိုင်းမှတ်ပုံကြီးကြနေတာပဲရှုပ်ပွားနေပါလေရောအဲ့ဒါနဲ့မရှင်းတော့ပဲကြပြစင်တာပေါ့ဆိုပြီးဒီတိုင်းမထားခဲ့လိုက်တယ်ဘောလုံးပွဲဆောက်ရင်ခေါက်ဆွဲကြော်ဆွဲမယ်ဆိုပြီးသစုံဆဆလိုက်တာငိုးမှစုပ်ပြတ်တက်နေတာပဲအရသာကနောက်ဆုံးတော့ရင်းနှမှုပဲစားလိုက်ရတယ်ပေးခြင်းနဲ့မဆေးရတော့ရှိတာပဲစားညဖင်ထမရနဲ့ဆိုတာပါပဲကျေးဇူးတင်ပါတယ်